ချင်းမိုင်ကနေမိနစ်40ကျော်လောက်ဝေးတဲ့မယ်ရင်းရဲ့မဲဆရေတကွန်နာမှာတဘာဝအလှကိုအပြည့်အဝခံစားဖို့ဒီစမ်းကြောင်းကဆိုင်လေးတွေနာနေ့လည်စာစားခဲ့တယ်။ထိုင်းစာမန်ယူရီစုံနဲ့အရသာလဲကောင်းတယ်လို့ဈေးလဲတက်တာပါတယ်။ဒီလိုမျိုးစမ်းကြောင်းနဲ့တောအုံနာမှာထိုင်ပြီးတော့စားရမှာဖြစ်တဲ့အတွက်ကြောင့်အားနည်းချက်လည်းရှိတယ်။အားနည်းချက်ကရင်ကောင်တွေရှိတဲ့အတွက်ကြောင့်လှုပ်ခါပြီးတော့စားရတယ်။စားစရာမှရင်လည်းတခါတည်းအများကြီးမှာထားတဲ့နဲ့မဟုတ်ရင်တအားကြတာရဲ့တခုခုလိုအပ်လို့ရှိရင်ဝန်ထမ်းကိုလှမ်းခေါ်ဖို့မှာဖို့နည်းနည်းခက်ခဲတယ်ပေါ့နော်။ location ကိုအပေါ်မှာတင်ပေးထားပါတယ်။အခုရောက်နေတဲ့နေရာကတော့သွားဖြစ်အောင်သွားရမယ်မဲဆရေတကွန်မှာဝင်ကြီးကတော့ local ကို60သတ်မှတ်ထားပြီးတော့ foreigner ဆို100တောင်းတယ်ကိုရီကတော့နေကန်ဒီလိုက်ဖို့ပေးလို့ဘာမှမပေးခဲ့ရဘူးမဲဆရေတကွန်ကလေတောင်ကြီးရဲ့အလဲနေရာလောက်မှရှိတာဆိုတော့လေစိတ်နေနဲ့အေးအေးချမ်းချမ်းလေးတော်တော်နေလို့ကောင်းတယ်နေမကောင်းဖြစ်နေတဲ့သူတွေအတွင်းပူယောဂရှိနေတဲ့သူတွေစိတ်နှောက်နေတဲ့သူတွေပြိုးပြမှာမွန်းချက်နေတဲ့သူတွေဒီနေရာကိုလာလိုက်တကယ်ကိုလေစိတ်ကြီးလေးရှင်းတောက်သွားမှသိကြတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်ဆုံပါမယ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တတား